အယ်နာဆာအသင်းရဲ့ပေါ်တူဂီကုတ်ကြီးစီရိုနယ်ဒိုဟာအသင်းသမိုင်းတစ်လျှောက်ဆော်ရီဘရိုလီမှာဒုတိယမြောက်သွင်းကိုမြောက်ဆုံးကစားသမားအဖြစ်ရပ်တည်နိုင်ပြီဖြစ်ပါတယ်။ဆော်ရီဘရိုလီပွဲအဖြစ်ထိပ်သင်းတစ်သင်းဖြစ်ကြတဲ့အေဒီဟတ်နဲ့အယ်နာဆာတို့ဆုံတွေ့ခဲ့ပြီးရီယိုဂန်တွင်ကစားသမားနှစ်ဦးဖြစ်တဲ့ဘန်ဇီမာနဲ့စီရိုနယ်ဒိုတို့ပြိုင်ဘက်တွေအဖြစ်ရင်ဆိုင်ခဲ့ရပါတယ်။အခုပွဲမှာဘန်ဇီမာဟာပုံစံကောင်းပြသနိုင်ခဲ့ပေမဲ့စီရိုနယ်ဒိုဦးဆောင်တဲ့အယ်နာဆာကိုမကျော်ဖြတ်နိုင်ပဲအိမ်ကွင်းမှာ2ဂိုးမရှိနဲ့ရှုံးပေးခဲ့ရပါတယ်။အယ်နာဆာတို့အဖွင့်ကိုပွဲစား9မိနစ်မှာပဲ6မန်းတင်ပေးလိုက်တာကနေမာနေကလှပတဲ့မြေမကျကန်ချန်နဲ့သွင်းယူခဲ့ပြီးဒုတိယဂိုးကိုတော့35မိနစ်မှာစီရိုနယ်ဒိုကခေါင်းလိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။စီရိုနယ်ဒိုဟာနှစ်ပေါင်း20ကျော်ကကွယ်လွန်ခဲ့တဲ့ဖခင်ဖြစ်သူဟိုဆေဒေးနစ်အဗယ်ရိုကိုရည်ရွယ်ပြီးတော့မိုးကောင်းကင်ကိုလက်ညှိုးထိုးအောင်ပွဲခံခဲ့ပါတယ်။အခုဆိုရင်စီရိုနယ်ဒိုဟာအယ်နာဆာအတွက်ဆော်ရီဘရိုလီ82ပွဲကစားပြီးမှာပဲ88ဂိုးထိသွင်းယူနိုင်ခဲ့တာကြောင့်အသင်းသမိုင်းတစ်လျှောက်ဆော်ရီဘရိုလီသွင်းဂိုးမြောက်ဆုံးကစားသမားစီးရင်မှာနာမည်ကျော်တိုက်စစ်ကစားသမားဟောင်းဟမ်ဒါလာကိုတကိုးတာနဲ့ကျော်ဖြတ်ပြီးတော့ဒုတိယနေရာမှာရပ်တည်နိုင်ခဲ့ပါပြီ။အယ်နာဆာအသင်းသမိုင်းတစ်လျှောက်ဆော်ရီဘရိုလီသွင်းဂိုးများဆုံးအဖြစ်နာမည်ကျော်တိုက်စစ်မှုဟောင်းတူဖြစ်သူအယ်ရှာလာဝီက103ဂိုးနဲ့စံချိန်တင်ခဲ့ပါတယ်။အယ်ရှာလာဝီဟာအယ်နာဆာအသင်းမှာ2009ကနေ2019ခုနှစ်ထိဆယ်စုနှစ်တစ်ခုကြာကစားခဲ့ပြီးအသင်းနဲ့အတူဆော်ရီဘရိုလီ3ကြိမ်ဆော်ရီခရောင်းပရင့်စ်ကပ်2ကြိမ်စုခုခဲ့ပါတယ်။စီရိုနယ်ဒိုဟာအယ်ရှာလာဝီရဲ့စံချိန်ကိုချိုးဖျက်နိုင်မှုနောက်ထပ်26ဂိုးသာလိုအပ်တော့ပြီးလက်ရှိဂိုးသွင်းနှုန်းအရစံချိန်သစ်တင်နိုင်မှုနှီးစပ်နေပါပြီ။အသက်40အရွယ်ရှိပြီဖြစ်သူစီရိုနယ်ဒိုဟာဒီရာသီပြိုင်ပွဲစုံမှာ6ပွဲကစား9ဂိုးသွင်းခဲ့ပြီး Professional ဘောလုံးသမားဘောတစ်လျှောက်စုစုပေါင်းသွင်းဂိုးအရေအတွက်က946ဂိုးထိရှိလာပြီဖြစ်လို့သမိုင်းဝင်သွင်းဂိုး1000ပြည့်မှတ်တမ်းစိုက်ထူနိုင်မှု54ဂိုးသာလိုပါတော့တယ်။